iOS device တွေမှာကျွန်တော်တို့အရေးကြီးဆုံး account ကတော့ကျွန်တော်တို့ Apple ID ဆိုတဲ့ account ပဲဖြစ်ပါတယ်အကယ်ဒါဒီ account တာမရှိဘူးဆိုရင်တော့ brother တို့ရဲ့ဒီ iOS device တွေမှာ software တွေဘာတစ်ခုမှ download ဆွဲလို့မရဘူးဗောနော်တို့ဒီလိုမျိုး account ကိုဖွင့်တဲ့အချိန်မှာလည်းအရန်အရေးကြီးတယ်ကျွန်တော် password တာမှာကကျွန်တော်တို့ mail ပါကျွန်တော်တို့တတိထားပြီးတော့ကျွန်တော်တို့ဖွင့်ရတယ်တို့ကျွန်တော်တို့အဲ့လိုမျိုး account ကို brother တို့မဖွင့်တတ်ဘူးဆိုရင်တော့ကျွန်တော်ဒီနေ့ video ကိုအဆုံးထိကြည့်လိုက်ပါတို့ကျွန်တော်တို့အချိန်လေးမဆွဲပဲနဲ့အဲ့ဒီ account ကိုဘယ်လိုမျိုးဖွင့်ရမလဲဆိုတော့ပြောပြပေးတော့မယ် let's go Okay ဒါဆိုရင်တော့ကျွန်တော်တို့ Apple ID account ကိုတစ်ကောင်ကိုကျွန်တော်တို့စပြီးတော့ create လုပ်မယ်ပေါ့နော် setting ထဲကိုကျွန်တော်တစ်ချက်သွားမယ်ပြီးရင်သွားပြီးဆိုရင်ကျွန်တော်ဒီအပေါ်က Apple account ဆိုတာလေးရှိရပေါ့နော် account လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ပေါ့နော်အဲ့လိုမျိုးနှိပ်ပြီးဆိုရင်တော့ကို့မှာ Apple ID မရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ don't have an Apple account ဆိုတာလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီအောက်ဆုံးက address ဆိုတဲ့ကောင်ကိုပေါ့နော်ကျွန်တော်တို့ account လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒီနေရာမှာဗာထည့်ရမလဲဆိုတော့ first name နဲ့ last name ထည့်ပေးရမယ်ကိုက birthday ကကိုရဲ့မွေးတက်ကလေးကိုပဲထည့်ပေးပါ Okay အဲ့လိုမျိုးလုပ်ပြီးဆိုရင်တော့ကျွန်တော်ထည့်ပြီးဆိုရင်တော့ continueဆိုတာလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ပေါ့နော် Okay ဒါဆိုရင်တော့ကျွန်တော်ဒီနေရာမှာ2မျိုးရှိရပေါ့နော်ပထမတစ်မျိုးကတော့ကို့မှာ Gmail account ရှိတယ်ဆိုရင်တော့အဲ့ဒီ Gmail ကိုကျွန်တော်ထည့်ပေးလိုက်မယ်အကဲတော့ကို့မှာ Gmail account မရှိဘူးဘာ email address မှမရှိဘူးဆိုရင်တော့ကျွန်တော်တို့ don't have an email address ဆိုတာလေးကိုကျွန်တော်တစ်ချက်နှိပ်ပြီးတော့ iCloud email address ကိုကိုလုပ်လို့ရတယ်ပေါ့နော်ဒီမှာကျွန်တော် don't have an email address ကိုကျွန်တော်တစ်ချက်နှိပ်ပြီးတော့ account ဖွင့်လို့လည်းရတယ်ကျွန်တော်မှာကကျွန်တော်တို့ Gmail account ရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်က Gmail ပဲရိုက်ထည့်ပေးလိုက်မယ်ပေါ့နော် Okay အဲ့လိုမျိုးထည့်ပြီးဆိုရင်တော့ကျွန်တော်တို့ continue ဆိုတာလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ် Okay ဒီနေရာမှာကျွန်တော်တို့ password ကို create လုပ်ခိုင်းနေပေါ့နော်ဒီနေရာမှာကျွန်တော်တို့ password ကတော်ရင် password ထည့်လို့မရဘူးပေါ့နော်ဒီမှာကျွန်တော်တို့ရေးပြထားတာလည်းကျွန်တော် connection လောက်အနည်းဆုံးပါရမယ်လို့ပြောထားပါနော်ပြီးရင်ကျွန်တော် number ပါရမယ်ပြောရမယ်ဆိုရင်1 2 3အဲ့လိုမျိုးကျွန်တော်တို့ number ပါရမယ်ပေါ့နော်ပြီးရင်ကျွန်တော် upper letter ပါရမယ်ကျွန်တော် lower letter ပါရမယ်ပေါ့နော်ဥပမာအနေနဲ့ကျွန်တော်တစ်ချက်ပြမယ်ဆိုရင်တော့အဲ့လိုမျိုး connection အကြီးလည်းပါတယ်အသေးလည်းပါတယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ number လည်းပါရမယ်ပြီးရင်ကျွန်တော်တို့ပို့ပြီးတော့ safe ဖြစ်အောင်ကျွန်တော်တို့ hashtag တို့ percentage တို့ဘာညာတတာကကျွန်တော် simple လေးလည်းထည့်ပေးလိုက်ပါဒါဆိုရင်တော့ကျွန်တော်အဲ့လိုမျိုးထည့်ပြီးဆိုရင်တော့ကျွန်တော်အပေါ်အောက်တူအောင်ထည့်ပေးလိုက်မယ်ထည့်ပြီးတော့ကျွန်တော်တို့အောက်က content ကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ပေါ့နော် Okay ဒါဆိုရင်တော့ကျွန်တော်ဒီနေရာမှာကျွန်တော်ဖုန်းနံပါတ်ထည့်ပေးရမယ်ပေါ့နော်ဖုန်းနံပါတ်ထည့်ရမယ်ဆိုတော့ကျွန်တော်တို့ဒီမှာမြန်မာဆိုတာလေးရှာပေးလိုက်မယ်ပြီးရင်ကျွန်တော်ဒီနေရာမှာကျွန်တော်39ဆိုပြီးတော့ကိုယ့်ရဲ့ဖုန်းနံပါတ်ကိုထည့်ပေးလိုက်မယ်ပေါ့နော် Okay ကျွန်တော်တို့ဖုန်းနံပါတ်လည်းကျွန်တော်ထည့်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ text message နဲ့ phone call ဆိုတာလေးရှိရပါတော့ကျွန်တော်တို့ကလွယ်အောင်ဆိုလို့ရင်ကျွန်တော်တို့ text message ကိုပဲကျွန်တော်ရွေးထားမယ်ပြီးရင်ကျွန်တော်တို့အောက်ကကျွန်တော် content ကိုကျွန်တော်ထပ်နှိပ်မယ်ပေါ့နော်အဲ့လိုမျိုးလုပ်ပြီးဆိုရင်တော့ကိုယ့်ဖုန်းထဲမှာအဲ့ဒီဖုန်းနံပါတ်ထဲမှာကျွန်တော်တို့ဖုန်းနံပါတ်လေးကြားလာမယ်အဲ့ဒီကုန်းနံပါတ်ကိုကျွန်တော်ယူပြီးတော့ထည့်လိုက်မယ်Okay အဲ့လိုမျိုးထည့်ပြီးဆိုရင်တော့ automatically ကျွန်တော် verify ဖြစ်နေပြီပြီးရင်ကျွန်တော်ဒီနေရာမှာ agree ဆိုတာလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ပေါ့နော်ကျွန်တော်ဒီမှာ sign in လုပ်နေပေါ့နော်ဆိုတော့ကျွန်တော်တို့ခဏလေးစောင့်ပေးရမယ်Okay ဒါဆိုရင်တော့ကျွန်တော်တို့က account တစ်ကောင်လို့ရသွားပြီဒါပေမဲ့လည်းကျွန်တော်ဒီမှာ email address ကိုကျွန်တော်တို့ confirm လုပ်ခိုင်းနေပေါ့နော် verify လုပ်ခိုင်းနေဆိုတော့ကျွန်တော်ခုနကဖွင့်ထားခဲ့တဲ့ Gmail အဲ့ဒီထဲမှာကျွန်တော် verify လုပ်ပေးရမယ်ဆိုတော့ကျွန်တော် verify email address ကိုကျွန်တော်နှိပ်ပေးရမယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီမှာ send code ဆိုတာလေးရှိရဲ account လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်အဲ့ဒီ Gmail ထဲမှာ code လေးကြားလာမယ်Okay ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ account တစ်ကောင်ကိုရရှိသွားပြီပဲဖြစ်ပါတယ်ဆိုတော့ brother ဒီမှာတစ်ချက် show လို့ရတယ် App Store ထဲကျွန်တော်ဝင်မယ်ဆိုရင်လည်းကျွန်တော်တို့ application တွေစပြီးတော့ download ဆွဲလို့ရမယ်ဒါပေမဲ့တချို့ application တွေကဒီကိုယ့်ရဲ့ region မှာမရှိဘူးဆိုရင်တော့ကိုယ်က region ချင်းရမယ်ပေါ့နော်ဆိုတော့ကိုယ့်ရဲ့ region ကဘယ် region ရောက်နေလဲဆိုတော့ကြည့်ဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့ဒီထဲကိုကျွန်တော်တို့ဒီ profile လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်ဒီအပေါ်ဆုံးအကောင့်လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ပေါ့နော်ဒီနေရာမှာကိုကကြည့်လို့ရတယ်ကိုယ့်ရဲ့ region က United States ဖြစ်နေပါတော့အကယ်၍ကိုယ့်ရဲ့ region ဒီမှာမြန်မာဖြစ်နေမယ်ဆိုရင်တော့ YouTube ဆိုပြီးတော့ရရှာပြီးတော့ကျွန်တော် download ဆင်လဲ download ဆွဲလို့မရဘူးဒါကြောင့်မလို့ကျွန်တော်တို့အဲ့လိုမျိုး United States ဖြစ်ဖြစ် region ပြောင်းပေးရတယ်ဒါပေမဲ့ကျွန်တော်အခုဖွင့်ထားတဲ့ account က automatically United States region ဖြစ်နေရပါတော့အခုနေရာမှာကျွန်တော်မြန်မာ region ဖြစ်ပြီးတော့ကျွန်တော်တို့YouTube တွေကျွန်တော်တခြား application တွေ download ဆွဲလို့မရဘူးဆိုရင်တော့ကျွန်တော်တို့ကိုယ့်ရဲ့ account ကို region ချိန်ရမယ်ပေါ့နော်အကယ်၍ကိုက region မှာချိန်တက်ဘူးဆိုရင်တော့ကျွန်တော်အခုပြထားတဲ့ဒီ video လေးကိုတွက်ကြည့်လိုက်ပါကျွန်တော်တို့အမှပြန်ဆိုကြမယ်အားလုံးကျေးဇူးတင်ပါတယ်အားလုံး thanks for watching